明明但先送的独立啊，地目前种有种阿片，地目拖分阿票，不比富贵太多，高明保险。当国内的可以留的มีตามยาวปีไหนเนี่ยปีชมาเจนี่อ่ะที่จะလူမျိုးမရွေးပါတာမရွေးဒီ music ပညာမှာစိတ်ဝင်စားတဲ့ကလေးတွေအားလုံးကလေးတွေလို့တာပြောတယ်ကလေးတွေကအရွယ်ဆုံးဖြစ်ပါတယ်ခါလို့တန်းစာကျောင်းသူကျောင်းသားလည်းပါတယ်ဆရာမကျင်းဒီစမှာဒီ music ပညာနဲ့ဒီအတိအပုပ်ပညာဒုတိယပညာကိုလာတင်ခံယူတဲ့ကျောင်းသူကျောင်းသားတွေထဲမှာအခါကျတော့ကျော်ရလာကြတဲ့လူကြီးမိဘအားလုံးကိုမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်။ဂျင်းကြီးကတော့ခုလက်ရှိကိုဥဆောင်နေတဲ့ဂျင်းကြီးပဲဖြစ်ပါတယ်။ဆိုတော့ကျောင်းသားပြီးရတာပေါ့နော်။ဂျင်းကြီးကိုတော့အားလုံးကကျောင်းသားလို့ပဲထင်ကြပါတယ်။အဲအကြောင်းမလို့နော်။ဟုတ်ပြီအဲ့ဆိုတော့ဒီနေ့မှာကျေးဇူးတင်စကားနည်းနည်းပြောချင်ပါတယ်။အဲဆိုတော့အားလုံးတက်ရောက်လာကြပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ရှိပါတယ်။ပထမဆုံးဘုရားသခင်ကိုကျေးဇူးတင်တယ်။ဒုတိယအနေနဲ့ကတော့ဂျင်းကြီးကိုမွေးဖွားပေးတဲ့အဖေနဲ့မေကိုကျေးဇူးတင်ရှိပါတယ်။ဂျင်းကြီးဒီကျောင်းဖြစ်ပေါ်လာပုံနဲ့ပတ်သက်ပြီးမှအနေငယ်ရှင်းပြချင်ပါတယ်။ကျောင်းဆိုတော့ KMS ဆိုတာတော်တော်များများကျောင်းသားတွေတအားမေးကြတယ်ပေါ့နော်။ဘာလဲဆိုတော့ဒီနေ့ပြောပြမှာပေါ့နော်။ KMS ဆိုတာကတော့K ဆိုတာတော့ဂျင်းကြီးရဲ့အဖေရဲ့အရှိနာမည်ယူထားတာပေါ့နော်။ M ကျတော့အမေရဲ့နာမည်ပေါ့နော် S ကျတော့ဂျင်းကြီးရဲ့နာမည်ရင်းပေါ့နော် Silent Con ဖြစ်ပါတယ်လို့အားကြောင့်မလို့တော်တော်များများဆမ KMS ကပါလေဆိုတော့တော်တော်များများမေးကြတော့ပေါ့နော်ဟုတ်ကဲ့ဂျင်းကြီး10 တန်းပြီးကြရကြတော့ဒီတင်တန်းတော့စဖွင့်ဖြစ်ပါတယ်တင်တန်းဖွင့်ရင်လည်းဂျင်းကြီးကြောင်းတက်တယ်ပေါ့နော်အဲဆိုတော့အခုက9နှစ်ထိမှရှိပါပြီဒီနှစ်မှာကျတော့တင်တန်းကနေဒီ school position ကိုချိန်တာဖြစ်ပါတယ်အဲဆိုတော့ဘယ်လိုမျိုးချိန်သွားလဲဆိုတော့ကျွန်တော်အဓိကဒီအဆောက်အအုံ test ဆိုတာတဲ့ကျွန်တော်အဓိက lesson plan ကိုကျွန်တော်ချိန်သွားပါတယ်ပြီးလို့ရှိရင်ဒီကျောင်းသူကျောင်းသားများလက်တွေ့တီးခတ်မဲ့ instrument တွေကိုကျွန်တော်ထပ်ဖြည့်ပေါ့နော်ဟုတ်ကဲ့ပါအခုလက်ရှိမှာကျွန်တော်တင်ကြားသွားတဲ့ music ကျောင်းသူကျောင်းသားက156ယောက်ရှိပါတယ်ပြီးလို့ရှိရင် computer က7 back ခါရဲစင်မှာဖြစ်ပါတယ်တတရအနေနဲ့အခုလက်ရှိမှာKMS မှာဒီနေရာဒီတစ်လျှောက်လုံးတာဝန်ထမ်းဆောင်သွားတဲ့teacher နဲ့ teacher assistant တွေကိုမိတ်ဆက်ပေးချင်ပါတယ်အားလုံးကျေးဇူးပြုရဲ့စမဘော်ရောတက်ပေးပါအခု my friend ကလန်တာရှချန်တဲ့ဤအန်တေနီတိုင်းကိုဤအန်တေချကရောလာကအန်တေနာရှုရှာနေပဲဟုတ်ကဲ့ပါအခုဒီနေ့အစင်နောက်မှရနေတဲ့ကျောင်းသားအားလုံးကတော့ဒီနေ့စေသားအောင်ကြရပါတော့ရှင်းနေလုံးပြည့်စုံကြထားတော့လေဒီနေ့လက်ထက်ပေါ့နော်လက်ထက်ကျောင်းသားတွေဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်စကားပြောတဲ့အချိန်ဒီကမိဘကိုလည်းပဲတည်တက်နေတဲ့အကြောင်းအသက်ရှိစွာနာကင်းမဲ့စွာဖြင့်ညမျက်စိလေးနဲ့ပြည့်စုံတဲ့ကိုယ်ချက်လေးနဲ့ပြည့်စုံတဲ့ဒီဖြစ်ပါသေးလို့ကျွန်တော်ကောင်းကြည့်ပြတာပေးပါတယ်